flagship phone ရဲ့ green line ဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျာ mobile insider channel ကနေကြိုဆိုလိုက်ပါရယ် green line ဖြစ်ရတဲ့အချက်၃ချက်ကိုအဓိကဒီ video မှာပြောပြပေးသွားမှာမို့လို့ video လေးကိုအဆုံးထိကြည့်ဖို့တော့လိုပါလိမ့်မယ်ပထမဆုံးအချက်ဖုန်းပြုံးမကြပဲဘာကြောင့် green line ဖြစ်လာရတာလဲအရန်ပူတဲ့အခါမှာ gain share ဆိုတာတွေနေပူထဲမှာ over ဖြစ်တဲ့အထိကင်မရာရိုက်တာတွေအပြင်ဖုန်းကိုခါရထိုးတာကောင်းအောင်မှွေးအောင်ထည့်တာမျိုးတွေကိုတောက်လျှောက်လုံးမိလာပြီဆိုရင် green line ဖြစ်ဖို့ရာဂိုင်နှုန်းများနေပါပြီဒုတိယအချက် green line ဖြစ်ဖို့ရာဂိုင်နှုန်းများစေတဲ့ flagship phone တွေရဲ့ body တိဆောက်ပုံအရန်ကောင်းလုံးမိုင်လုံးပြီးကောင်းပါလေးနှက်ခန့်လို့ရန်လို့တဲ့ display အရန်ကျန်းတဲ့ performance တွေနဲ့အတူမြူကတိုက်လို့ရနိုင်တဲ့ SoC Premier Salon နဲ့ Anok Glass နဲ့ကန်ရတာအရန်မိုက်တဲ့ Metal Frame တုံးထားတဲ့အတွက်စက်ကဘာပဲတုံအနေဖုန်းတွေလိုတနေရာထဲမှာကွက်ပူနေတာမျိုးမဟုတ်ပဲ SoC ကတဆင့် battery Anok Glass နဲ့အလဲ frame တစ်ပြင်လုံးအပြင်ကိုသုံးတာကျန်းတဲ့ပေါ်မူတည်ပြီး display ကိုပါပူတက်လာပါလိမ့်မယ်နောက်ဆုံးအချက် update တင်လို့ green light ဖြစ်လာတဲ့အကြောင်းရင်းဒါဖုန်းတစ်ဝယ်ခြင်းဖြစ်တာမျိုးကအရင်ရှာပါတယ်ကျွန်တော်အတွေ့အကြုံရ green light ဖြစ်ဖို့ဆိုရင်နှစ်နဲ့ချီပြီးကိုကြာတတ်ပါတယ် video ရဲ့အစမှာပြောခဲ့တဲ့အချက်တိုင်းကိုတောက်လျှောက်လုံးမိလာပြီးဆိုရင်အချိန်ကြာလာတာနဲ့ display မှာပါတဲ့ကြိုးပြကထိခိုက်လာပြီးတော့ update တင်တဲ့အခါမှာအချိန်ကိုက် green light ခေါ်အစင်ကြောင်းဖြစ်ပေါ်လာတာပါဒါကတိုက်ဆိုင်တာတတ်ဖြစ်ပြီး update တင်တဲ့ဖုန်းတိုင်းဖြစ်ချင်မှဖြစ်တာပါဒီလောက်ဆိုရင်အနေဖုန်းတွေထက်အမြင့်ဖုန်းတွေက green light ဖြစ်ဖို့ရာခိုင်နှုန်းဘာကြောင့်ပိုများလဲဆိုတာကိုတေချာနားလည်သွားပြီလို့မျှော်လင့်ပါတယ်တစ်ဆက်တည်းအကြံပေးလိုက်ချင်တာကစက္ကန့်ဖုန်းဝယ်မဲ့သူတွေအနေနဲ့ Samsung S20 S21 Note 20 series Xiaomi Mi 11 series နဲ့ OnePlus 8 series အထက်ကိုအဓိကထားပြီးရှောင်တင်ပါတယ်လက်ရှိ brother တို့ကင်နေတဲ့ဖုန်းမှာ green line ဖြစ်နေပြီလားမဖြစ်ခင်ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတော့ဒီ video လေးအောက်မှာဝင်ရေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ See you next video